Okay, ကျွန်တော်အခုဟောင်ကောင်မှာအထင်ကြီးနာမည်ကြီးတဲ့ရန်ပင်းဆိုတဲ့ village ရွာမှာရှိတဲ့တောင်ပေါ်ကဖျားပေါ့နော်အဲတို့ခေါ်တာတော့ရောင်ပင်းလန်တူဆိုတဲ့နေရာပေါ့အဲ့နေရာမှာတို့ဒီလိုခေါ်တာတန်ရွှမ်းဘေးဗုဒ္ဓလို့ခေါ်တယ်ကျွန်တော်လှေကားပေါ်ထပ်ပြီးတော့လာလှေကားပေါ်ထပ်လှေကားနဲ့ထပ်တက်အောင်ပါဒါတောင်ပေါ်မှာရှိတယ်တောင်ပေါ်ကကျွန်တော်တောင်ပေါ်ရောက်နေပြီဒါကျွန်းပေါ်မှာရှိတဲ့တောင်ပေါ့ကျွန်တော်ဒီနေရာကိုရောက်ဖို့ကေဘယ်ကားစီးလာကေဘယ်ကားနဲ့ဆိုရင်25မိနစ်စီးလာတယ်သူတို့ကဘယ်တစ်ခုနှစ်ကဘယ်ဘရင်တွေရတည်ခဲ့ရတာမသိဘူးပေါ့နော်ဒါဟစ်စီကတော့နောက်ပိုင်းကူးရမှာရှာလိုက်ရင်တွေ့ပါရပါတယ်အရင်ဆုံးရအောင်လာလိုက်တာပေါ့你们主要是来这边吗？တော်လှတဲ့နေရာတွေဒါဘုံကြောင်းကြီးလည်းရှိတယ်ရှေ့မှာတရုတ်ဘုံကြောင်းလည်းရှိတယ်တရုတ်တိုင်းကားတွေအတိုင်းဟုတ်ဒီနေရာကမိုးလေးဆိုတော့မြူထတယ်ဒီတောင်ပေါ်မှာဆိုတော့မိုးတော့မရွာဘူးအခုဒီကနေပြီးတော့ဒါသူတို့ထိုင်းဖုန်းကြီးတွေနဲ့တူတယ်ဒါထိုင်းဖုန်းကြီးလာသူတို့လာဆူတောင်းနေရ你到色素来了吗？Yeah, from Thailand, right? Yes, from Thailand. Where are you from? Myanmar. We are close, right? We are close friends. Thái Phong Nhi thì mà bia lục vô lại đi ra rồi đi lên ga này đặt đòi đi xem mà gì lên ga này đặt đòi là phải xin rồi dòng mày có nó từ stage dòng mày cái về ga này xin là cái đầu bò đều thân hình phía rồiတော်လေးတို့လောက်ထားတာအဲ့ဓာတ်ပုံလေးကကျွန်တော်ပြီးမှတင်ပေးတော့မယ်This way entranceဒီကတော့ဘုရားစီတော်ဟုတ်ထိတ်မှာရှိတယ်
ကဲလေကားဘယ်ထက်တက်ရမလဲမသိစတက်တော့ပြောမှဆိုရင်ဒီနေရာကဒီကျောမှာရှိတဲ့တောင်တွေထဲမှာအမြင့်ဆုံးမှာအမြင့်ဆုံးတောင်ပဲအမြင့်ဆုံးတောင်မှာသူဖျားတည်ထားတာပေါ့နော်ဗမာကြီးလိုပဲသူတို့လည်းဒီတရုတ်တွေလည်းတော်မှာဖျားတယ်တဲ့အလေးထားရှိတယ်မှာဒီနေရာသူတို့ခေါ်တော့ညောင်ပင်း valley ဆိုခေါ်တယ်ညောင်ပင်းရွာပေါ့နော်ပြည့်လို့ခေါ်တယ်ညောင်ပင်းရွာဒီဖျားကလည်းအဲ့ဒီဒေတာထဲမှာပါတာပေါ့可以。哎，那这个顶是一个喷泉，是吗？你怎么知道？တခြား content creator တွေ travel blogger တွေလို့ကျွန်တော်တို့ history တော့လောက်တယ်မရှင်းပြနိုင်သေးဘူးဒီပြဒီမှာရောက်ဒါပေမဲ့ history ကဥစ္စာမှာ AI မေးလိုက်ရင်အကုန်လုံးသိနေရပဲသိပြတာမရှိပါဘူးကိုရောက်တဲ့နေရာကိုရောက်တဲ့နိုင်ငံရဲ့ထူးဆန်းတဲ့နေရာတွေကိုချားလူတွေဘူတာရအောင်ရှင်းပေးတဲ့သဘောပဲရှိတယ်မတောင်းအတောက်ဂျပန်မှာလည်းအဲ့ဒီတိုကျိုနားမှာလည်းအဲ့ဒီကာမကူရာဆိုတာတစ်ခေါက်ရဖူးတယ်တစ်ခေါက်ကျော်ဂျပန်သွားတော့က2019ကိုဗစ်မတိုင်ခင်လေးပေါ့2020နှစ်စပိုင်းလောက်ကဒါပေမဲ့ဂျပန်ကတွားတာကဒီလောက်မဝေးဘူးသူတောင်ပေါ်နေတဲ့တက်ရဆိုရင်အခုဖိတ်မြင်းဒါဒီမှာတော်တော်လေးပွားမျိုးပြင်တော်တော်ရောက်တယ်ဒီနေရာစင်မလားပေါ့နော်ဆေးပြီးတော့ရွေးစားချင်းကတော့တိတ်မကွာပါဘူးဒီကောင်ကလည်းပူအောင်ကြီးမလားလို့
ဒါထဲတော့ဒါဝင်လို့မရဘူးတားလာတားထားတယ်ဒါပဲတော့ကနေပဲကြည့်လို့ရမှာဘူးနော်ဟိုမိုးလေးဆိုတော့ဒီတားထားတယ်ဖော်ရတာများတယ်မကြည့်လင်းကြည့်ရတာနေတာဆိုရင်တော့ပိုပြီးတောက်ရလို့ကောင်းတယ်ကြတာတရိုးရိုးရဆရာဒါတို့ပိုင်းမယ်တော့ဘာလို့ပုံစံနဲ့တူတာထူတာတရိုးရိုးရင်ကျင်းမှုတွေပေါ့အမအင်းသားဘက်တော့ရှင်းနေမှာလည်းရှိတယ်အော်ဒီဘက်မှာတက်လို့ရနေရတယ်ခုရှိတယ်အဲ့တော့ဝင်လို့ရမရမသိစမ်းကြည့်အောင်ဖိတ်ထားတယ်ဝင်လို့မရCannot go inside, right? No. ထဲဝင်လို့မရအောင်ပိတ်ထားတယ်ဒီဖျားဝတ်တဲ့နေရာတော့ဘလုံးကပိတ်ထားတယ်ဒီအောက်ကနေပဲကြည့်လို့ရမယ်။ရုပ်တုကတော်တော်ကြီးကြီးတယ်။ exit တယ်ဒီပေါ်တက်လို့ရတက်ကြည့်လိုက်You know where's the entrance? Entrance is that way? Để anh này khá tới kìa. ဒီကောင်အေးစေးဖြစ်နေကြားနေဝင်ရတယ်မသိဘုရားရဲ့အောက်ခြေပေါ့ It says over here, already blessed by the monks. ဘုရား address တွေဒါတော့ဘုရားရဲ့ဒါဘုရားမွေးဖွားတဲ့နေရာပေါ့
လူထားရတာအများဖြစ်တဲ့နေရာပေါ့ဗုဒ္ဓဖြစ်တော်သေးတယ်ကွာအကုန်လုံးတော့ပကြီးလေးဆွဲထားရရှိတယ်ဒါတော့ဒီဆုံးလူတွေလည်းကပီးတိုင်တွေဒီမှာတေရိုးရဆိုတော့